လူရုပ်မာကောင်အကြီးအကျယ်မြင့်တက်သွားပါတယ်သူ့ကို9နှစ်တိုင်တိုင်အရေးတကြီးကြီးနဲ့ချစ်ခဲ့တဲ့မိန်းကလေးဟာဒီနေ့ပါတီပွဲကိုသူ့အမုန်းဆုံးအနီရောင်ကဝင်ကြီးကိုဝတ်ဆင်ပြီးရောက်လာလို့ပါဒါနဲ့သူကမိန်းကလေးရှိမှတယ်ဟိုပွေလီတဲ့မိန်းမရုပ်လေးနဲ့တမင်တက်တက်ရှုံးရှုံးဝေအောင်ရောပါကြီးလုပ်ပြနေပါတယ်ဒါပေမဲ့မိန်းကလေးကတော့သူ့ကိုအေးဆက်ဆက်နဲ့လစ်လျူရှူထားတဲ့အကြည့်တွေနဲ့သာကြည့်နေခဲ့ပါတယ်သူမရဲ့မှတ်ဉာဏ်တွေကနေသူ့ကိုအပီးတိုင်ဖျက်ထုတ်ပစ်လိုက်ပြီးဖြစ်တဲ့အတိုင်းပါပဲပထမဆုံးအကြိမ်အနေနဲ့အမျိုးသားဟာတစုံတရာကိုဆုံးရှုံးသွားရပြီဆိုတဲ့နှဆိုင်တဲ့ခံစားချက်ကိုရလိုက်ပါတယ်မိန်းကလေးကသူ့ကိုလုံးဝမေ့ပစ်လိုက်ပြီဆိုတာကိုတော့သူမသိရှာပါဘူးတကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူဟာဟိုမိန်းမရုပ်စီကဖုံးဝင်လာတာနဲ့မိန်းကလေးကိုမုန်တိုင်းထဲမှာတယောက်တည်းထားခဲ့တာပါအဲ့ဒီနေရာကလည်းလူသူကင်းမဲ့ပြီးခေါင်လုံးတဲ့နေရာတစ်ခုပါအဲ့ဒီအချိန်မှာလည်းမိန်းကလေးဟာသူ့အပေါ်ထားရှိတဲ့မျှော်လင့်ချက်တွေအားလုံးကုန်ဆုံးသွားခဲ့ရပါတယ်သူမဘလောက်ပဲစူးစမ်းသူ့နှလုံးသားတွေကဟိုမိန်းမရဲ့နေရာကိုဘယ်တော့မှအစားထိုးဝင်ရောက်နိုင်မှာမဟုတ်ဘူးဆိုတာသူမသိလိုက်ရပါပြီအဲ့ဒီအချိန်မှာပဲအချိန်လွန်လာတဲ့ကားတစ်စီးကသူမကိုဝင်တိုက်မိသွားပြီးတတိယလာတဲ့အခါမှာတော့ဆေးရုံရောက်နေခဲ့ပါပြီခေါင်းကိုထိခိုက်မိသွားတဲ့တန်းကြောင့်ထူးဆန်းတဲ့မှတ်ဉာဏ်ပျောက်ဆုံးမှုတစ်ခုဖြစ်သွားခဲ့ပါတယ်လူတိုင်းကိုမှတ်မိနေပေမဲ့ဒီအမျိုးသားတစ်ယောက်ကိုတော့သူမလုံးဝမမှတ်မိတော့ပါဘူးအစာပိုင်းမှာအချစ်ဆုံးတငယ်ချင်းကသူမနောက်ပြောင်နေတာပဲလို့ထင်ခဲ့ပေမဲ့အမျိုးသားနဲ့ပတ်သက်တဲ့အမွေအသက်အားလုံးကိုဖြစ်ဖြစ်နေတာမြင်တော့မှမိန်းကလေးတကယ်ပဲမေ့သွားပြီဆိုတာကိုယုံကြည်သွားပါတော့တယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့9နှစ်တခြားလုံးမိန်းကလေးသူ့အပေါ်ဘယ်လောက်ပြစ်ဆက်ခဲ့လဲဆိုတာတငယ်ချင်းကအသိဆုံးမှုလို့ပါတငယ်ချင်းပြန်သွားပြီးနောက်မိခင်ဖြစ်သူကဖုန်းဆက်လာပြီးအိမ်ပြန်လာခြင်းလားလို့မေးပါတယ်မိသားစုရဲ့စစ်ဆက်ထားမှုတစ်ခုကိုဖြည့်ဆည်းပေးဖို့အတွက်မိန်းကလေးကဘာမှတွန့်ဆုတ်မနေပဲသဘောတူလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်သူမရဲ့မှတ်ဉာဏ်ထဲမှာသူမကလူလွတ်တယောက်ဖြစ်နေစေလေဒါပေမဲ့ဖုန်းမချခင်မှာပဲအေးဆက်ဆက်အတန်ကအနောက်ကနေဖြစ်ပြောလာပါတယ်အမျိုးသားကမိန်းမယုံနဲ့အတူတူဆေးရုံကိုရောက်နေတာဖြစ်ပြီးသူမကိုမြင်တာနဲ့သူ့နောက်ကိုလိုက်လာတာလားဆိုပြီးဆွဆွဲပြဿနာရှာပါတော့တယ်မိန်းကလေးကသူ့ကိုဇဝေဇဝါနဲ့ကြည့်လိုက်ပြီးရှင်းပြလို့မရတဲ့ရိုရှာမှုကိုခံစားလိုက်ရပါတယ်ပထမဆုံးအကြိမ်မြင်လိုက်ကလေးကသူ့စီကနေတစုံတစ်ခုကသူမကိုတုံးကန်နေတယ်လို့ဖြစ်နေလို့ပါအဲ့ဒီအချိန်မှာသူနာပြုမလေးရောက်လာပြီးသူမကိုစစ်ဖို့ခေါ်သွားပါတယ်သူမကရင်ကြီးကြီးနှုတ်ဆက်ပြီးဘာခံစားချက်မှမပြဘဲထွက်သွားပါတယ်အမျိုးသားကတော့မကောင်းတဲ့ကြိုတင်နိမိတ်တစ်ခုကိုခံစားလိုက်ရပါတယ်ကျမ်းမာရေးပြန်ကောင်းလာတဲ့အခါမိန်းကလေးကအရာအလုံးကိုနောက်ချန်ထားခဲ့နိုင်ပြီဖြစ်လို့အလုတ်ကနေနှုတ်ထွက်လိုက်ပါတယ်သူမကသူ့စီကနေအဝေးဆုံးကိုသွားပြီးဘဝတစ်ခုစတင်ခြင်းရုံပါပဲအလုတ်လွှဲပြောင်းပေးပြီးနောက်တငယ်ချင်းကဖုန်းဆက်လာပြီးနောက်တစ်နေ့မှလုံးမဲ့မွေးနေ့ပါတီကိုတတိပေးပါတယ်အဲ့ဒီညမှာမိန်းကလေးဟာမြစ်တာတွေအပြည့်နဲ့ပြင်ဆင်ထားတဲ့လက်ဆောင်လေးကိုယူပြီးရောက်လာခဲ့ပါတယ်အထဲဝင်ချင်းပဲအမျိုးသားနဲ့မိန်းမယုတ်တို့အမြဲတမ်းလိုနီးနီးကပ်ရှိနေတာကိုတွေ့လိုက်ရပါတယ်တငယ်ချင်းကလည်းသူမကိုမြင်သွားပြီးအနေရခက်တဲ့အခြေအနေမဖြစ်ရအောင်ဧည့်သည်တွေကိုဧည့်ခံနေလုံးစာကြည့်ခန်းထဲမှာခဏစောင့်နေပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့မိန်းကလေးလုံးဝမထင်ထားတာကတော့သူမတငယ်ချင်းရဲ့တပ်ပုံတွေကိုကြည့်နေတော့မိန်းမယုတ်ကရုတ်တရက်အတင်းဝင်လာပြီးအကြောင်းပြချက်မရှိပဲအော်ဟစ်ပါတော့တယ်အမျိုးသားရဲ့ရှေ့မှာအချင်းချင်းလာပေါ်နေတယ်လို့ဆွဆွဲပြီးသူကသူမကိုပဲချစ်တာမို့ဘာတွေပဲလှုပ်အလကားပဲလို့ပြောဆိုပါတယ်မိန်းကလေးကပြန်မငင်းခုန်ချင်ပါဘူးသူမကအချစ်ဆုံးတငယ်ချင်းရဲ့မွေးနေ့ကိုကျင်းပဖို့ရောက်လာတာဖြစ်ပြီးသူတို့ကိစ္စတွေလည်းဝင်ပါဖို့ဆန္ဒမရှိဘူးလို့ပဲအေးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့မိန်းမယုတ်ကပိုပြီးအတင်းရဲလာပါတယ်အမျိုးသားကို9နှစ်တိုင်တိုင်အရေးတကြီးကြီးလိုက်နေခဲ့တာကိုတောင်းပြောင်းပါတယ်ပြီးတော့ပါတီပိုင်ရှင်တငယ်ချင်းနဲ့ခင်လို့သာသူ့အနာတက်ခွင့်ရတာလို့ပြောပါတယ်ဒါတင်မကပဲပါတီရှင်တငယ်ချင်းကိုပါအဆက်မရှိတဲ့မိန်းမလို့စော်ကားပြီးသူမလို့အမတယောက်ရှိတာဟာကန်ဆိုးမှုတစ်ခုပဲလို့ပြောဆိုပါတော့တယ်မိန်းကလေးလည်းဆက်ပြီးတီးမခံနိုင်တော့ပဲသူမရဲ့ပေါက်ကိုဖျက်ရိုက်လိုက်ပါတော့တယ်ဒေါသထွက်သွားတဲ့မိန်းမယုတ်ကပြန်ရိုက်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကမိန်းမယုတ်ကိုလိုက်ရှာရင်းဝင်လာပါတယ်သူမကချက်ချင်းပဲနာကျင်ပြီးငိုယိုနေတဲ့ပုံစံဟန်ဆောင်လိုက်ပြီးမိန်းကလေးကအကြောင်းမဲ့တက်လာတိုက်ခိုက်ပါတယ်လို့ဆွဆွဲပါတော့တယ်အမျိုးသားကအကြီးအကျယ်ဒေါသထွက်သွားပါတယ်မိန်းကလေးကိုဖမ်းချုပ်ထားဖို့အမိန့်ပေးပြီးမိန်းမယုတ်ကိုပြန်ရိုက်ခိုင်းဖို့လုပ်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတငယ်ချင်းဖြစ်သူကတည်ငြိမ်လေးနဲ့တဲ့မျက်နှာထားနဲ့အခန်းထဲဝင်လာပါတော့တယ်